ကိုရောကိုရေထုံးနေပေါ့ပါထိပြီနဲ့လူပါဗျာကွန်းတွဲလောက်ပေးသမှာ မရတယ် ဩသေးသေးလေးဗျာအကြီးကြီးမမပေးလိုက်စမ်းပါဘာဖြစ်လို့လဲခင်ဗျာ ကျွန်တော်အရင်ကလည်းဒီလုပ်တာမဟုတ်ဘူးဗျအရင်ကဆိုကျွန်တော် company မှာ marketing လုပ်တာ ဩ အခုကလည်းအိမ်တော်ကကြာတယ်တစ်လားလောက်ပဲရှိသေးတယ်ဆိုတော့ကျွန်တော်ဒီရက်ကွက်မှာလာငားနေတာ ဒီရလည်းပူလိုက်တယ်ကွာနော် အေးကွာ အငယ်ကြီးပါလိုက်တာဆိုတာ လူတွေကလည်းမထွက်ကြတော့ကျွန်တော်သွားရအောင်တန်းစင်ကို ဘာလဲ ဘယ်တော့ ဘယ်တော့ဈေးသွားမလို့ပေါ့နေတွေကပူလိုက်တာဟဲ့ အော်ဈေးသွားမယ်ဆိုလဲဆိုမှတကယ်ချင်းဟာကယ်ရီဘက်လေးငားဝပါလား ။အော်ကုန်သိန်းလုံးတွေကတက်နေတာလေဟဲ့ကယ်ရီကလေးတော့ချွေထားပြီးတော့လမ်းလျှောက်သွားအောင်မှာပေါ့ဟဲ့ အချင်းချင်းတွေပြောစရာမလိုငါရှော့ပေးမယ်နေအစင်ပြေတဲ့ဈေးလေးပဲပေး စီးသွားလိုက်ပါဟဲ့စီးသွားလိုက်ပါဒီကောင်မနဲ့ဈေးကိုမပေါက်သေးဘူးကွာနည်းနည်းတက်တာတော့ပေါ့ ဟုတ်မတော့ဘူးဗျာဗျာ ငါပါလေပြပြတော့ငါဒီနေ့ဒီလည်းကောင်းတာမဟုတ်ဘူးဆိုတော့ငါဒီနေ့တော့စီးလိုက်မယ် အေးလောက်အဲ့ဆိုတော့မလား နေရတော့ပူနေတာနေရာမိုးလေးကားလေးနဲ့သွားတော့တက်တာတော့ပေါ့ပတ်သက်နေပဲတိတ်စုမနေနဲ့ ကြာရင်ဖုန်းဝါဝါမယ် ဒီလိုပြော အများပြလာတယ်နော်ရအောင် ကရလေးတော့ဘယ်တော့မှာ အမှန်လေကွာတန်းစင်ကိုဈေးသွားမယ်ဆိုလို့ငါလေးဈေးလိုက်ပို့ပေးမယ် အေးအဲ့တော့ငါဈေးကအချိုလေးနေပဲရမ်းကြိုတခါလေးလိုက် မဟုတ်ဘူးဈေးထဲမှာလမ်းနဲ့ပိတ်တယ်ငါဈေးမရောက်ခင်တော့ငါသူ့ကိုထားခဲ့ပြီငါပြန်လာမှာ ဟောမ မ င်း င်း က ကဈေးသွားမှာဆိုတော့ ဟောလမ်းကြုံနေတာဈေးအချိုလေးနေကွာမင်းကလည်း ဟုတ်တယ်ငါဈေးကနည်းနည်းလမ်းပိတ်တော့လေအဲ့နားမရောက်ခင်မှာငါပြန်လာပေးမှရမှာဘာလို့ငါဟိုဘက်ကိုဆက်သွားမှာမဟုတ်တော့ ကဲ ဘူး သွားလိုက်တော့ အားကြောင့်နော် သွားတော့ တော်ရင်ငါအားနာငကြင်နော် အားနာမနေ sorry ကွာ ရှင်းမပါတိတ်ပဲမရှိတာကွာလမ်းလမ်းကြုံနေတယ် ဟာကိုတော့လည်းဘယ်လဲရ ဟောဘဲမှမသွားသေးဘူးခဏလေးတော့ထိုင်လို့မရဘူးလား ဩမသိဘူးဘာဖြစ်လဲ ကောင်းမြတ်ကြီးကွာဈေးအကျော်လေးနဲ့ငါသွားမှာလို့ तू ကဈေးရောက်မှာတဲ့အဲ့ဒါကငါလမ်းကြုံလေးလိုက်ခဲ့မယ်ဆိုတဲ့ဟာကွာအဲ့ဒီဈေးကိုမရောက်ဘူးတဲ့ဒီဘက်ချမ်းလေးနေချပြီးတော့တဲ့လူရှုပ်လို့တဲ့ तू ပြန်လဲလာမှာတဲ့ငါဈေးအကျော်လေးနေကွာ ဈေးကဒီလောက်ရှင်းနေဒီချိန်ကြီးရှင်းနေတာ အဲ့ဒါကိုပြောတာလေငါပြောတာငါလည်းအလကားမစီပါဘူး तू ဟိုဘက်ကြော်သွားတယ်ဆိုကြော်ကားလေးတော့ငါပေးမှာဟုတ်လားငါဒီရက်တင်သွားတာတော့ကွာမဟုတ်လေ तू ပါစင်ဂျာတယောက်တင်သွားတဲ့ဟာပဲအဲ့ဒါကွာ ဩသူလည်းလမ်းဝင်စရာရှိလို့ဖြစ်မှာပေါ့ကိုရဲ့ အဲ့ဒါငါသွားကျင်တယ်ဈေးအကျော်လေးကိုသွားကျင်တယ် အခုသွားမှာလား အခုလောဆယ်တော့မဟုတ်လက်ဖိတ်တောက်ပြီးငါသွားမှာ တဖိတ်တောက်ပြီးတော့ကျွန်တော်အားချင်မှာအားမှာကျွန်တော်ကပတ်စင်ဂျာတယောက်စောင့်နေလို့နော်ရလား မသိလို့မေးတာဒီဂိတ်မှာမင်းတယောက်ပဲရှိတော့တာလား ကျွန်တော်တယောက်လည်းတော့မဟုတ်သေးမှာကောင်းမြတ်ခဏနေပြန်လာတယ်မကြောက်ဘူး အဲ့ကောင်လုံးမရှိတော့ဘူးကွာမင်းအခုလမ်းကြုံနေတယ်ငါတခါတည်းလိုက်မယ်လို့လုပ်နေတဲ့ကိစ္စကြီးအဲ့ဒါပြီးရောငါလက်ဖိတ်တောက်မယ်တောက်ပြီးလို့ပြန်လာလို့မေးပါစင်ချင်မလားသိငါပို့ပြီ ဟုတ်ပြီဟုတ်ပြီ အဲ့အလကားမရှိဘူးပတ်စံပေးမှာ သိပါတယ်ကိုဘယ်တော့လက်ကားရှိဘူးလို့လဲ အေးအဲ့ဒါပြောချင်တာအဲ့ဒါ